မလားတိုင်းတို့တန်းရမလားကလောက်တန်းနေပြီစောင့်မျှော်နေကြတဲ့ကျွန်တော်တို့ရဲ့မြန်မာအသင်းရန်ကုန် Galacticos နဲ့အေရှယံအင်ဒိုနီးရှားအသင်းဖြစ်တဲ့ Onyx Indo တို့ရဲ့ Best of 1 Series ပွဲစဉ်လေးရဲ့နော် drop pick ကတော့အားလုံးနဲ့တူပဲစတင်လိုက်ပြီပဲဖြစ်ပါတယ်ကဲညီကိုလေး drop pick လေးတူတူကြည့်ကြအောင်လေ အများကြီးမှန်တာပဲဗျာ Onyx အနေနဲ့တော့ဒီဘက်မှာ Eve တွေဘာစီယာတွေကျွန်တော် user နေ ban တိုင်းနဲ့ဒီဘက်မှာ Lancelot Zushin ဟုတ်တယ် က banning လေးတကောင်ဘာ ban မလဲ Carry ဆက်ရှင်းတွေပါတယ် ban မလား hacker ဖွင့်မေးနော် hacker တော့ပစ်လိုက်ရတယ်ကွာဝိုင်းကြီး come on hacker မပိတ်ဘူး okay ဖိတ်ရကဖိတ်ဦးသားကြီးတို့ ကြိုက်တယ် အဲ့ကဖွင့် ဟုတ်တယ် ထူရ တော့ ပါ ဒီတော့နတ်တော့နတ်နေမှာအေးသိလားဟဲကက် ဒါပေမဲ့ net လေ hacker က pressure တော့ပေးနိုင်တယ်မေ hacker ဆိုရင် hero ကအနည်းဆုံးတော့အကုန်လုံး ကက် pressure နေ ပေး နေ တယ် ပြူဖြစ်နေ ကလီယာလည်း ban သွားတယ်ဗျာ is ကိုတခုတွေးမိတာ is ပေးရင်တော့ယူပါမလားငါတို့ BC ငါတို့ YG က hacker ကို ယူမာကိုစေယူမာ ဟော Sora first pick ဟို Valentina ပြန်ထောက်မလား Valentina နဲ့ Valentina ရတယ် Valentina ကောင်းတယ်စောသည် Valentina ပြန်ယူသွားလို့ရတယ် အေးဒီရိုကြီးရတယ် ဘာလဲဆို hacker က YG အတွက်လုံးဝ key point hero လို့ဖြစ်နေတာပေါ့နော်လောဆယ်သူတို့ Valentina Cloud 17 Cloud သားတို့ let's go let's goဒါပဲ Skylar ကလောက်ကိုဖြတ်မပေးဘူးညီကိုတို့နော်ကျွန်တော်တို့ Philippine coach Marv အနေနဲ့ကတော့နော် M-Core နဲ့တိုင်ပင်ပြီးတော့ကျွန်တော်မြန်မာအသင်း goal laner state အတွက်ကတော့ကလောက်လေးတော့ပေးထားပါတယ် the Cloud 100% confident 100% ကိုပြည့်နော် is hacker ကဒီပစ်မှာမပစ်ရင်ဘန်းလောက်တယ် ပြောင်းလီယိုမော့ hacker yes ဘန်လောက်မယ်တင်တယ် ဒီပစ်မှာမပစ်ဘန်း ရ လောက် မယ်တင်တယ်ဒီမှာယူမရမယ်ဒီမှာယူမရမယ် ဒီမှာယူမယူရင်တော့ဘန်းဒါပေမဲ့ကိုးထင်တော့မယူတော့ဘူးထင်တာပဲနော် ဒီကတော့ use ငါနေတော့မယူလောက် သုံးမှဆိုရင်တော့ယူပါရွေးချယ်လို့ကောင်းတယ် you like please stand နေရော career pressure ပေးလို့ရတယ် ပြ goal line ကို pressure သွားပေးလို့ရတယ် pressure တော့ပေးလို့ရ မှန် ဟို တယ် hacker အဲ့လိုဟိုဂျူရီဘက်ဂျန်ဂလာနဲ့မှာ hacker room မှာထုတ်တာလို့ ဟုတ်တယ် ဟုတ်တယ် ဟုတ်လားဂျူရီဘက်ဂျန်ဂနဲ့မှာ hacker room မှာထုတ်ကြတာလို့ဒါတို့နေဟုတ်လား ဒါပေမဲ့ကျန်ကလာကပုံနိုင်တော့မဟုတ်လား အိုးမွေးနေရှင်ကြတော့လေ အော်ဟန်ရဲ့ဖန်ဒီ what Fanny ထုတ်ချပြတာ ဟုတ်တယ်ဖန်ဒီကိုချိန်တော့မပါသေးဘူးဟော funny ဆို ကာလီယာလည်းဘန်လာပြီးပြီတောက်လေးဥပရာထပ်ဘန်လိုက်အေးစေးပဲ အေး ယုံကြည်မှုပဲလားယုံကြည်မှုပဲ funny တဲ့ ကာကြမန်းကာကြရအောင် ကာကြဟုတ်တယ်မန်နဲ့ကာကြရီဖရန့်ကူတွေ ဒီဘွဲ risk များတယ် ဒီဘွဲစိတ်တော့က One hero ရောဘန်အောင်ပါတော့ One hero ယုံကြည်မှုဆိုတာနော်ဗလက်ယုံကြည်မှုဆိုတာအဲ့ဒါ confidence ဆိုတာအဲ့ဒါဗလက် နော် ကြိုက် ဟုတ်တယ်ကင်ရဲတယ်ဗျာမင်းကြာလို့ထားလိုက်တော့နော် Onyx ကဘာမို့လို့လဲ M7 ကိုပထမဆုံးမှအခုမှနော်ဝင်ဆော့တာဒါပေမဲ့ဟန် တီးထုတ်ဖို့ပဲဓမ္မတွေ share တွေ subscribe တွေလုပ်တော့ တတိ ပစ်တယ်သားကိုလည်း2018ထဲကပစ်လာတာသား Fanny ကနော်ဆော့တော့မတော့သေးဘူး လဲနေဟန်ပဲ Rocky Ricky ရဲ့ funny လေးတော့မမေ့စေချင်ဘူး နော်ဒါကြီးနော် Inoma Fanny နဲ့ပတ်ကြမ်းလာတာသားကြီးနော်အဲ့ပွဲကိုရှုံးသွားတယ် တိုင်းတို့ key point ဘာတွေဘန်းအောင်မလဲ key point ကာကြပါညာဘန်းမလား funny ရဲ့ ကာကြဘန်းမင်းတို့ကြိုက်ဆော့လို့ရပြီကို Fiber ရဲ့ ပေါ့ပါလေးပဲ ကာကြတော့ဘန်းနေတယ်ထင်တယ်ကရီကာကြကြီးနော် funny ရဲ့ဆိုတော့အမျိုးမျိုးတော့ဖြစ် မျိုး တာ တော့ကာကြကြီးကထပ်တယ် ကာကြလေး ထ ပဲ င်ကြီးလို့မရဘူးထင်ကြီးလို့လည်းမရဘူးတော့ မားပြေခေါင်းထဲမှာကာကြဆိုပြီးပေါ်လိုက်စား honest ဆိုတိုင်းလဲကြောက်စရာမလိုပြောချင်တာဗောနော်ပေးချင်တဲ့ message ရတာကြောက်စရာမလို 900ယောက်ပဲဟလာလက်နှစ်ဖက်စီစော့နေတာနော် ဗလက် clear လည်းမရတော့ grow လည်းမရတော့တိုင်း key point hero တကောင်ပြောကြည့်ဗလက် ကာကြ ကာကြဘန်းနေတယ်လို့ ကာကြ please ကာကြ ကာကြလေးပဲဘန်းပေးပါကွာ ဒါလေးဘန်နိုင်မလား ကာကြ ကာကြကရီလာတော့မှာကာကြကရီလာတော့မှာခံစားနေရအကောင်ကာကြကြီးကတကယ်ဆွဲတာလို့ အေးတကယ်ဆွဲတာဟိုတနေ့ကယုံသွားပြီ ဒီပွားကာကြစိုးတယ် အေးလို့ဟာရပူတာမင်းဆွဲပြတာလို့ခုနေ့က ကိုထင်တော့ကာကြကတိတာဖြစ်တော်မယ်နေ မဖြစ်နိုင်ဘူး ဗလက်ကာကြကတိတာဖြစ်နိုင်လားကာကြကတိတာ ဖြစ်တော့ဖြစ်နိုင်တယ်ကာကြကရီတာ ကိုဖြစ်နိုင်ကတိတာ ဦးနှစ်ဘက်ကကာကြကတိတာဖြစ်မယ်လို့အာယုံရတယ် အကာကြဖမ်းသွားလို့ရှိရင်ပြန်ကယ်မဲ့ကောင်တစ်ကောင်တော့လိုတယ် ဘလ ပြေ င်း ဝီ ပါ ပြေးလန်းလေးရလာမယ်လေ อืม ပြေးဝီလန်းလေး ဘလင်းပါ တိုက်ကူရလေးရောဒါဒီပွဲဘလင်းတိုက်ကူရ ဆိုင်ကလေးစောလာ ကာကြယူသွားတာမဖြစ်နိုင်ဘူး အေးဟုတ်တယ်ကာကြပြန်ယူလိုက်ရင်ရော
တီးတော့တယ်ဒီကောင်နေတီးတော့တီး ကာ တော့ ယာယူလိုက်လို့ရှိရင် ကာကြပြန်ယူလိုက် connect မဖြစ်ဘူးပေါ့ spare တွေက connect မဖြစ်ဘူးပေါ့ကာကြ မဖြစ်တော့ဘူးဟုတ်တယ်ပြီးတော့ငါတို့ဗလက်ဒီနာခိုးစရာစပယ်ကမရှိသေးဘူးဆိုတာပဲ ခိုးရဆိုရာကြီးခိုးရရှိရလေဘလင်း အဲ့လေဆိုတာပဲရှိမှာနော် ဟုတ် ဆိုရာကြီးကစောင်းလန်းနေလေ ပြေဝိုင်းပိုဆိုးမှာကာကြကတိတာဆိုရင် ဆိုရာကြီးကစောင်းလန်းတာကို အော် high low ယူသွားပြီ what တကယ် high low ရမဟုတ် ဒီကောင်ကာကြပဲဆောက်တယ်ဒီကောင် တကယ်လို့ကာယာပစ်ဝိုင်းအောင်မှပဲ high low ဘာညာစပယ်စားပြီးလို့ high low ရင်လည်းဖြစ်နိုင်သေးရဲ့ဆိုတော့ရပါသေးရဲ့ အဲ့လို ရင် high low ကတော့မကင်တော့ အဲ့ ဘူး တော့မတော့တော့ဘူးတင်တယ် ဆောက်လား ညာ အတင်းဖြစ် အဲ့ နိုင် ကျွန်တော်ကြောက်တယ် ဖြစ်တော့ဖြစ်နိုင်တယ်ပေါ့နော် ဒီဘွဲဘယ်ကနိုင်မလဲတော့ကျွန်တော်မြန်မာနိုင်နောက်စင်တက်ဖို့ကပါစက်တော်တော်များသွားနည်းနည်းလေးအရင် ကာကြပဲထုံနေနေကာကြကတိတာလားမသိဘူး ကိုင်းစရာဆိုတော့ဘာမှမကြံတော့ဘူးဒီကောင်နဲ့ဒါပဲယူမယ်ထင်တယ်ဖာစာတော့ရှိသေးတယ်ဖာစာဆော့မလားဖာစာနဲ့ပုတ်မလားသူတို့ကတိတာဆော့မလားဆိုတော့ကြည့်အောင်စန်ကသူ့ရဲ့ favorite hero လောက်ကြာတယ်နော်ကောင် โอ้ကတော့ကချာနဲ့ဖာအဲ့လိုဆိုတော့အရင်ကြီးကြောက်စရာတော့မလို့ဒါပေမဲ့ကတော့ကချာ unbreakable redden တွေကတခါလေး fan တွေတော့နည်းနည်းတော့အာယုံနောက်တယ်ဘယ်လို ဘန်နီကိုပြီးတော့ဖမ်းလို့မရတော့ အခုကပြီးတော့အဲ့ဒီဟာဟိုတောင်းနေ channeling duration နဲ့ဆိုင်ပြီးတော့ အိုး အဲ့ဒီရင်းကြပါ အဲ့ဘိုင်းလေဗလန်တီနာအောက်လေ ဗလက်ဒီနာ off lane ဗလန်ညာရေးဒီဗလန်ညာရေး ဗလန်တီနာဟွာရင်းကဟွာဟိုဆိုရာဟိုဗလန်တီနာနဲ့ရှင်နေပြီးတော့လောင်ကြီးကတစ်ဖက်က fighter ဝင်လုံးတာတွေတော့ကောင်းတယ်လေမနေ့ကတော့မှပဲ ace ပြောနေတယ် ကောင်းတယ်ဒီ drive လေး လောင်ကြီးတွေပါ ကြိုက် တွေက တယ်ကြိုက်တယ်သဘောကျတယ် YG let's go ကဲညီကိုတို့ပွဲပြီးပြန်တွေ့မယ်အင်တာဗျူးမှာပြန် အင်တာဗျူး YG အင်တာဗျူးနဲ့ညီကိုပြန်တွေ့မယ်ကွာ ဘာကြီးအန်တာဗျူးနဲ့ပြန်တွေ့မယ် โอเค လူကတ်ဆောပါလေကတ် ကဲ မှာ ညီကိုတို့အောက်ပို့လိုက်ပြီနော် โอเค ကဲကိုဒီဝါကန်ဖွင့်လို့ရတယ်နော် let's go ပလန်သားကြီးဘယ်လိုဖြစ်လာလဲဒီနေ့တော်တော်တက်ကြွနေ ဝို ပါ င်ဒီ လား တော့အတားကြီးကိုဒီဝိုင်ဒီတော့အတားကြီးကောင်းပြောထွက်ဆိုင် ပလန်အရင်တက်ကြွနေပါလားသားကြီး အခုဒီမနေရအောင်မတက်ကြွလို့လား ကဲအဲ့ဒါမင်း intro ဝင်လိုက်တော့ ကဲကျွန်တော်တို့ 1G versus Onyx Indo တို့ရဲ့ကျွန်တော်တို့ Best of 1ပွဲစဉ်နိုင်တဲ့သင်းကတော့ကျွန်တော်တို့ play off တက်ဖို့အတွက်တော်တော်ကြီး chance များသွားမဲ့ပွဲကိုတော့ကျွန်တော်ရဲ့ main sponsor ဖြစ်တဲ့ Riot လေးနဲ့အတူတူပဲစတင်လိုက်ပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီဘက်မှာတော့ Han fan တွေကိုတော့ပွဲထွက်လာခဲ့ရင်းနဲ့ပဲဒီလိုရေးကြည့်တဲ့ပွဲမျိုးမှာကန်ရဲတဲ့ဇာတ်ကတော့နဲတော့မနေဘူးဗျ ကဲเนาะကျွန်တော်တို့ပွဲတဲ့ရောက်ရင်တော့ battery တောက်လျှောက်អော်ရတော့မှာဆိုတော့เนาะကျေးဇူးတင်စကားလေးပြောဖို့မေ့သွားမှာဆိုလို့ပါကျွန်တော်တို့အခု live ကြည့်ရှုနေတဲ့လူเนาะ viewer Facebook YouTube အပေါင်းအားလုံးပေါင်း3,400ကျော်ရှိပါတယ်အားလုံးကိုကျေးဇူးများကြီးတင်တယ်လို့အရင်ဆုံးပြောကြားခြင်းပါတယ် ဘာဝနေပြီ ကဲเนาะဆိုတော့ခုတော့ပွဲလေးတော့တစ်ချက်ရေးကြည့်ရမယ် တော်ကြီးလာပြီးတော့เนาะ Valentina ကိုလာလုံးနေတာဆိုတော့လေပြီးတော့နည်းနည်းလေးတော့လော့ Han နေနဲ့တော့ River Monster ညာ ရအောင်တော့ Star တာတိုင်ဖန်အဲ့လိုတွေမလွဲနဲ့နော်တိုင်အဲ့လိုတွေမလွဲနဲ့နော် easy ပါ easy ပါ ကေပဲအခုမှတစ်ချောင်းလေးပဲနည်းနည်း miss သွားတာပါရပါတယ်ဂျန်ငယ်သေးပါနဲ့ပြန်စားလို့ လေးလို့ထိန်းကြမလားကရီကို innocent လေးလို့ထိန်းကြမလား ညာဆိုတော့အောက်လမ်းမှာတော့ကရီနဲ့ကလောင်းနဲ့အနေထားတစ်ခုမှာတော့ stick အနေနဲ့နည်းနည်းလေးတော့ဖျဲခံနေရတယ်ဗောနော်ဒီမှာအပေါ်လမ်းမှာလည်းရင်းနေနဲ့လက်ပီလိုက်ထိုးတာတွေပါတယ်ခံနေရတယ် Valentina မိတ်လည်းဖြစ်နေတာဆိုတော့အမှန်တိုင်းပြောရင်တော့ဒယ်ရိုကြီးဝင်ချမယ်ဆိုရင်တော့မာတော့မမာဘူးပေါ့နော်ဒါကအညော်ပုံစံမျိုးစပယ်တွေပါတယ်ပြန်ခိုးပြီးဆော့မယ်ပုံစံမျိုးပဲရွေးချယ်ထားတယ်ဒါပေမဲ့ရပါတယ်အောက်လမ်းမှာတော့ blink bucket လာပေးပြီးသားကြီး ဟုတ်တယ်အေးစေးကဲနော်ခရီးတွေဘာတွေကလဲတာဝန်နာခေါ်စားလို့ရတဲ့အနေထားရှိနေတာဆိုတော့state တော့ကတော့ lane pressure တော့ရှိမှာတော့မဟုတ်ဘူးလဲမှာတော့ fast နည်းနည်းလေးတော့တွေးရစိုးနေနေပဲ blink ပြန်ရောက်လာပြီဆိုတော့လေခရီးတွေဘာတွေတော့စားဖို့တော့လွယ်တယ် Fanny ကေပဲ unbreakable redden ကိုချက်ချင်းကြီးတွေ့လာဗလားငါအဲ့ဒါစိတ်ပူတာဒါကြီးတခြားမှာမဟုတ်အဲ့ disable အရင်မပါဘူးဒါပေမဲ့အဲ့ပါတဲ့တော့ကတော်တော်ဆိုးတယ်ဒါကြီးတို့ ဟောဘာကောင်ကန်လောက်တတ်တာ ခိုင်ရီတော့လီယိုမိုတွေပါစော့နေပြီဗျာနော်လီနာလည်းလေလမ်းမှာတော့ dispersion rotation တွေပါတော့ပေးတာလေခိုင်ရီကိုနည်းနည်းလေးပုတ်ထည့်လိုက်တာသွေးတစ်ဝက်ရောသွားပြီးဆန်းတော့သွားပူတာပါတယ်နော်ရင်အယံသွားပေါင်းနေတာတခုမှတော့သွေးတစ်ဝက်ရောဝိုင်းမှာ fan နေနေတော့ဒီတာတေတော့လိုချင်နေတော့မဲ့ဆိုပေမဲ့ဘေးနားမှာအများကြီးပဲနော် bucket တွေအများကြီးကိုကြော်ပေါက်မှာဆိုတော့မောင်းထုတ်ထားတာဘာညာနဲ့နောက်ဆုံးမှာတာတယ်လေးကိုတော့ခိုင်ရီပဲရဝိုင်းမှာမတန့်ဖောင်းဖန်နီမာနာကြီးမရှိတော့ဘူးပြန်တော့ဘတ်တင်နေနောက်ဆုံးမှာခိုင်ရီလေးကိုတော့လီနာရလိုက်ပါသေးတယ်ဒီဘက်မှာလက်ဘီလီနာကောင်တက်ပေးဝိုင်းမှာရင်းလေးတော့ပြန်ပေးထားတယ်1 for 1 trade Valentina ပြော့နေတာကို Valentina က तू အမှန်တိုင်းပြော तू ထိုးတာတွေကခိုင်ရီကိုပြတ်ပြီလို့ထင်ခဲ့ပေမဲ့ तू ကအရန်ပြော့တဲ့ဟီရိုဖြစ်တဲ့တော့ဘတ်တင်မှာကြာမခံသွားတာတကယ်ဆိုတော့ခိုင်ရီသေသွားတင်တာအဲ့နေရာမှာမင်းတကယ်သေ ဟုတ် တင် တ တာ ယ်ကာရီသေးဝါမှာเนาะနည်းနည်းလေးတော့ထက်ခံလိုက်နိုင်လို့ရှိရင်အဲ့နေရာကာရီရသွားပြီเนาะကာရီဟီရိုကီတကောင်
first starter လေးတော့ယူရတယ်ဆိုပေမဲ့အဆင်ပြေသေးတယ် bro ရတယ်အဆင်ပြေသေးတယ်ညီကိုနော်လီနာဟီရိုကီယူပေးွားမြင်လိုက်တယ် bro နော်ဆိုတော့141ပဲလားတတရတော့ဒါ funny နဲ့တော့ဒါ report တာမလို့ဆိုလဲဒါဖြစ်တယ်ဒါ easy ပဲလားပို့ပါပဲဘာမှအရင်ကြီးနှမျိုးနေကြတော့မရှိဘူးเนาะဒီဘက်မှာလဲ walking grass ဘာညာလေးတော့စားတိုင်းတော့အိုးနစ်ရာသူတို့ကတော့ ancient သင်း BB ဖိမှာပဲ bro ဒီလားကျွန်တော်မြန်မာသင်းအဲ့သူတို့ပေးတဲ့ PR တွေကိုအကောင်းဆုံးတောင်းခံပြီးတော့ပြန်ကျုံးရမှာမှန်မယ်နော်ကျွန်တော်လိန်နေကတော့ AI ကြောင်းပဲဆိုပေမဲ့ကလောက်ကတော့ဟို career တော်တော်ကြီးစပေးလိုက်ယူနေတာလောင်းတိုင်ပါရှင်အောက်ပြန်ပို့ပေးလိုက်တာဗျစတစ်ကိုနော်စတစ်လည်းလာဖမ်းမှာတော့ရမယ်ရာအလဲလန်းနေပါလေလာဖန်နော်ပြီးရင်တော့ online ကိုတော့ diversion နဲ့ပြန်ဖို့ fanny k ပဲဆွဲနောက်မှာ skyline တော့ဝင်လုံးမလားဘလင်းနေနေတော့သွေးနေဝိုင်းနေတာတခုမှ gloria ပတ်ဝင်းလေးနဲ့ပြေးထားသေးတယ်နော်3မိနစ်လို့ဝင်းကျင်မှာတော့ hero k 11နဲ့ကျွန်တော်တင်တော့ only ဘက်ကဗတ်တဲ့လိုချင်နေရတယ်တူတယ်လီယိုမောမြင်းနေပါရှိတယ်ကျွန်တော် fanny ဘက်ကလည်းချတာတော့ချရမှာသိလားဟိုလိုကြီးချိန်နေလို့တော့မရဘူးမှန်တယ် hero k တော့ပြန်လိုက် try မှရမယ် fanny နဲ့ဆိုတော့အားလီချရနိုင်ကိုကတော့ကောင်းမှာရန်တော့လောကြတော့မလို့ဘူးပေါ့နော် ACမှန်နေကောင်စားနှစ်ကောင်စားလေး live pick up try เนาะဒီဘက်မှာ fanny blue ဘက်ထွက်တော့မဲ့ time လေးကိုတော့ key wine မြင်တော့မြင်လာတယ်ဆိုပေမဲ့ fanny k ပဲငတ်သားလေးတော့ဖြတ်စားဖို့တော့ကြိုးစားတယ်ဆိုပေမဲ့လဲ sans နေနေတော့ငတ်ကလေးပြောင်း flicker လေးနဲ့ခုံထော်ဝိုင်းနေတာတခုမှာလွတ်မြောက်သွားသေးတယ်ဗောနော်နောက်မှလဲတာတေတွေပါတွေထွက်တဲ့ timing လေးလဲရှိနေပြီဆိုတော့ဒီ blue bag လေးကိုမြန်ဆန်ဆန်လေးစားလိုက်မလား key wine ဒီ blue bag ကိုတော့ last scout ထားပါနဲ့ပြီးမလာနဲ့အကောင်ပုတ်ပေးလိုက်တိုင်းAOG ခုံတော့ AOG ခုံတော့အေးရပြီမင်းခုံလိုက်တော့အဲ့ဒါခုံလိုက်တော့မင်းခုံမှုလိုအပ်နေတာအင်ပြန်မှာ key wine အင်ပြန်မှာတပြန်လုံးလို့ရပြီအမှန်ပဲကဲဆိုတော့ဒီဘက်မှာတာတေတွေပါတော့ key point မပါတဲ့အနေသားတစ်ခုမှာကျွန်တော်မြန်မာအသင်းအနေနဲ့ကတော့เนาะဒဲပဲဝင်လှုပ်ထားနေမှာတော့မလဲ Kyrie လီယိုမောမြင်းနေပါလေခေါ်ဗလေးတော့တောက်လျှောက်လိုင်းနေတန်းဖောင်ပြန်ခိုးပြီးတော့ထိုးပြီးတော့ကြိုးသားတယ်ရသေးလားရလိုက်တယ်ရင်းနေနဲ့ key point လေးတွေရနောက်မှာတာတေကလည်းဟန်ယူသွားနေမှာတော့ Kyrie တကောင်မှာဂျားညက်ပြီးတော့တပ်ပေးလိုက်အောင်တိုင်းလက်ပီလေးကိုရင်ဖြတ် Kyrie လေးကိုပါထက်ရလိုက်တဲ့အနေသားတစ်ခုမှာ Hero K 3ကောင်နဲ့တာတေနဲ့တော့ကျွန်တော်တို့မြန်မာအသင်း4မိနစ်တိုင်ပင်မှာရရှိခဲ့ပြီပဲဖြစ်ပါတယ်နော်မင်းလာ on နဲ့လို့မေးပြီးတော့ဆော့နော်တကယ်ကောင်းတဲ့ရင်နော်ဝင်သွားတဲ့ timing ကြီးကလည်းကွက်တီဟုတ်ပါရသေးရတဲ့ကင်းလည်းရလိုက်သလိုတက်တယ်လေးပါရခဲ့တယ်ကျွန်တော်မြန်မာအသင်းအပွင့်လေးတော့တော်တော်ကြီးတော့လှသွားပြီအောင်လန်းလေးကိုသွားကြည့်မလားရပြီအောင်လန်းလေးကိုလည်းထောက်ပေးထားတယ်ဗျာစတစ်တော့ကီအဲ့မြန်မာပွဲဆိုပြီကွာငါတို့မြန်မာပွဲဆိုပေါ့ play let's go ဟုတ်တယ်ကဲနော်ဟိုင်မှာတော့ Hero K 14လို့ရှင်တော့ကိုသေးဒီကောင်းလေးစကိုင်လာပေါ်အားကိုရတော့မှာမှန်နေမှန်တယ်စကိုင်လာတော့ပိုင်နိုင်တတ်လိုက်နိုင်လို့ရှင်တော့ဒီဘွဲနိုင်သွားပြီ AC ပဲเนาะအဲ့လီယိုမောကပွဲကျင်ကြာလာနဲ့မြပုတ်သွားမှာလီနာ2-0-2ရာသူကြီးထင်နေလားမသိဘူးကာရီကဟုတ်ပါเนาะလီနာကိုရှိုးနိုင်တိုင်း2-0-2တယ်မင်းလောင်ရက်တိုက်ဒီဘွဲဂိမ်းတော့ကောင်းတာပြောလို့ပြောမှာဟိုဘက်ကခေါင်းပြေးတိုးမဲ့ကောင်လေးကြီးပဲfanny ကိုသေး fanny blue ဘက်ပါဆယ်ရအောင်မှာเนาะအဲ့ဒါသူမစားဘူးကွာမစားဘူးအနေများတယ်အနေတော့များပါတယ်ဒီဘက်အသေးလိုင်းပြေးလာကြည့်တာလို့လီယိုမောမြင်းတွေပါခေါ်ပြီးတော့ရနားလေတယ်ဗောနော်ဖန်ဒီကတော့ပြီးမစားဘူးသူတို့ long diversion နဲ့လာစားမှာဆိုလို့เนาะဒီကောင်တွေက onic ကနည်းနည်းတော့ star တော့တက်ပါတယ်ဒီကောင်တွေကเนาะ coach အဒီကြောင့်သာနည်းနည်းလေးတိုင်ပတ်နေရလို့ခံစားရတယ်ဆိုပေမဲ့ဟုတ်ပါ player တွေရဲ့ individual တွေတော့ကောင်းတယ်ကျွန်တော် 1G ကလည်းနှိမ့်နေဘူးเนาะဒီကောင်တွေလောက်ကတော့ဒန်လူရင်ပေါင်တန်းဆော့လို့ရရင်နေထားအခုဆိုရင်တော့ကျွန်တော်အောင်လန်းမှာ skylar lane လေးကိုတော့ sub pressure ပေးဖို့တော့စဉ်းစားနေရင်းနဲ့ပဲကျွန်တော်ပြောခဲ့သလိုပဲအဲ့လို fanny လေးနဲ့ပေါင်းကန်တာမျိုးပဲဖြစ်ဖြစ်เนาะလောက်တာတော့လုံးတင်နေပြီကဲနောက်ဆုံးတတ်တယ်ထက်ချအောင်မလားစိတ်ပါရင်တော့ဟိုဘက်မှာ rubber ပါညာသွားပြန်စားလို့ရနေသေးတယ်ဟန်ရိုင်းတော့တော့ကြတော့ easy stop လက်ပီယိုတော့နည်းနည်းလေးကန်ဆန်းနေနေလားတော့မသိပေမဲ့အန်နေတော့များပါတယ်နော်ကျွန်တော် broken wall နဲ့ဆိုတော့ပေါ်လန်တာတေလေးပါလေးပဲ AC လောက်လိုက်တာတော့ပိုးစင်ပြေတယ် normally လက်ပီ man လေးပါလာ join ပါကိုဟန်တော့နော်ကျွန်တော်တို့ပေါ်လန် vision လေးတစ်ချက်တော့ထောက်ထားနေပဲဒီဘက်မှာတော့ Kyrie နေနေတော့တာတေတော့ဒဲလုံတယ်ဗျဘလင်းတို့ဘာလို့လာလို့ရတယ်ဘလင်းနည်းနည်းစီသွေးတော့လောက်တော့ရုံနေပါတော့900ဗတဲ့စားရမှာတိုင်း step ပါဗတဲ့လာ join မယ်နေထားဗျကဲ Oracle တစ်ချောင်းထပ်တော့ပါလာရင်းနဲ့ပဲရင်းရှောင်သွားတာလေးလှတယ်ဗျ။လက်ပြီးနော် strike ကြီးနဲ့ပြေးဝင်လာတာညီကိုတန်ဖောင်ပြောင်းနေတာလားတော့မသိဘူး။ NL လေးတော့နည်းနည်းလေးများတယ်။မပြေးပြီးတော့တန်ဖောင်2မဲ Skyfall ဆွဲချိတ်တာ blame မဲပါဝိုင်းနေမှာတော့ Gloria ပါဝေးပါညခင်းမလားခင်းထားတယ် blink ဂျာညက်နေပေမဲ့လက်ရောက်အောင်တော့ပြန်ပြေးဝိုင်းနေမှာတော့ cloud blending ကျူရပြန်ထောက် Skyfall ထပ်ထိုးလက်ပြီးဂျာညက်နေတာတော့ကနေတော့ flicker လေးနဲ့တော့ပြန်ထောင်ဝိုင်းနေပဲကေးကတော့မပေးထားသေးဆန်ဂျာညက်ဝိုင်းနေပဲ Hero K 1-4-1-3တန်နေတိုင်းတန်နေတာတေရလိုက်တယ်ငါတို့ရလိုက်တယ်တာတေရလိုက်တယ်เนาะဒီဘက်မှာဟန်ဟုတ်တယ်ဟေ့အောင်ကြီးเนาะအပေါ်လမ်းမှာတာဝါလေးတစ်လုံးထပ်ရဖို့တော့ရှိနေနေပဲအဓိကရေးကြီးနေတဲ့အလဲကဟောဆိုင်မစ်တာဝါကြီးချိုးသွားလိုက်လीကဲเนาะတာတေလေးလည်းရလိုက်တယ်เนาะ Hero K လေးလည်း1-4-1 trade နေတာတခုမှတန်နေပေါ့နော်မစ်တာဝါကြီးဟိုမှာမင်းကမရဒါပေမဲ့ online ပဲယူလိုက်ပါ online ပဲယူလိုက်ပါ
နော်ရတာလောက်နဲ့ပဲချိန်နေရမယ်နေထားနော်လက်ပီယာလည်းပေးတာတော့ပေးလိုက်ပါပြီဒီကောင်ဥစားမဖြစ်တော့ 17ကလောက်က ကျိုးသွားလိုက်ရမှာ 17ကလောက်နော်တော်တော်လေး farming လောက်ခွင့်ရတယ်လီနာတော်တော်ตายရနေတာ203လီနာကျွန်တော်တို့ရဲ့ the one and only mid laner အနေနဲ့တော့နော်အကောင်းမှုဆုံးတော့အသင်းကိုတော့ support ပေးနေတော့မယ်ဗျနောက်မှလည်းကျွန်တော်ရင်းစပယ်ပြန်ခိုးထားတယ်တန်ဖောင်နဲ့နှစ်ကောင်ဆွဲချိတ် Skyfall 2 man ကြားမှာ cloud blending တူတယ်ဝွန်ပိုကွန်မိုနဲ့စန်တန်းပြောက်သွားသလိုရင်းလေးနဲ့ဂျာညံဝိုင်းမှာ Fanny K ပဲတောက်လျှောက်တွေဆွဲ Hero K လေးတော့ထက်ရအောင်မှာ Step ပါဂျာညံဝါတာ Fanny မလုံးနဲ့တော့ကပ်ပတ်တိုင်းလို့ကပ်ပတ်အချင်းနေမကောင်းဘတ်တော့တိုင်းလို့ဘတ်တော့နောက်နိုင်ပါရှင်းနဲ့ ရသေးတယ် ရသေးတယ်2 for 2ပဲ အဲ့လိုတာဝါကြီးတဲ့ဝင်တိုက်တာကြီးကတော့အနေများတယ်နော်ဒီဘက်ဟိုလက်ပီလောက်ထပ်ရလိုက်တော့တန်သွားမှာဆိုပေမဲ့နော်အခုကတော့2 for 2 trade လောက်နဲ့ပဲကျင်းနှက်လိုက်ရတယ်နောက်က1000လောက်ပြန်ပေးလိုက်ရတယ်ဗျာ2 for 2ပဲပါတော့ပါတယ်ပေါ့နော် ဟာလားဘာမှမဖြစ်ဘူးနော် ကန်ကောင်းတာလေးတခုကတော့စကိုင်လာကီးမရသွားတာလေးပဲဗျာ ကဲဒီဘက်မှာလည်းဟန်အနေနဲ့တော့အောက်လဲ စိတ်ရှိလိုက်လီယိုမော့ကိုတက်လို့ရတော့တယ် ဒါပေမဲ့မလုတာပဲကောင်းပါတဲ့အတိုင်းမြင်းနေပါနေဆိုဆွဲချိတ်လိုက်လို့ရှိရင်ကျိုးပြောင်းသွားမှာသီလားပလန်အဲ့ဒါမလုတင်ဘူးမလုတင်ဘူးမြောက်မပေးတဲ့အတိုင်းမလုနဲ့ဟုတ်တယ်နော်ကဲကလောက်လေးကိုနည်းနည်းလေးပေးဖန်အပေါ်လန်းနေပါလိသွားဖန်အောင်မလား step စိတ်ကြိုက်ဖန်နော်ဒီချိန်ကတော့ကလောက်ကတင်းရလဲတာနေတာဆိုတော့ဘယ်နာတော့ဖန်အောင်အဆင်ပြေတယ်ဗျကဲ နောက်900လောက်မြောက် အောက်တော့ lane pressure တွေပေးစကိုင်လာအေးလောက်လာဒီကောင် flicker တော့ရှိတယ် အဲ့ကောင်တော့လုံးလို့ရလောက်တယ်ဒါကြီး ဒါပေမဲ့ ဒါပေမဲ့လီယိုမောကလည်းမလဲမကန်းမှရှိနေတာ ရှိတယ်ဒီကောင်တွေရှိတယ် လောဘတ်တယ်လေး လော ပဲ နဲ့ ရှိ ဆွတ် နေ နေ ပြီ ပြီဆိုတော့ကျွန်တော်လောဘတ်တယ်လေးလည်းထက်ကြည့်ရဖို့တော့ရှိသေးတယ်ဟန်နီနဲ့တော့သူဘလူးဘတ်တွေဘာတွေကတော့စားထားတာမကြသေးတဲ့ပုံပဲပေါ့နော် EI ကြောင်းပဲဗျဒိန်းကြီးကိုတော့အပေါ်မှာတော့တောက်လျှောက်ကြောင်းမိတိုင်းနဲ့ပဲကရီလော်နာလေးတော့ဝဲလေလေးတော့ဖြစ်နေ easy ကျွန်တော်တာနေရဆိုလောစရာမလိုဘူးနော် rubber တွေဘာတွေစားဘလူးဘတ်ဘာညာစားဘတ်တာမယ်ထင်မှပဲဝင်ချတော့ပူကောင်းတယ် ရအရင်ကြီးလောနေရတော့မလို့ဘူးပေါ့နော်အဲ့မလေးကလောနေအောင်လည်းမလို့လော်လေးကတော့ပေါ်နေနေတော့ရင်းခြေနေလေးတော့ကြည့်တယ်ဗျနော်သူကလည်းဒီဘက်မှာဆိုရာရဲ့ဖောင်တွေဘာတွေခိုးတော့ဆိုချိန်လေးပြန်ဝင်ပြန်တော့လုပ်လို့ရတယ်ရဆန်းကတိုက်သတိထားနေပြီသီလားရင်းကို respect ပေးမှရမှာအော်တန်ဖောင်ပြီးသွားပြီဟိုဘက်ကအော်ဒီဘက်မှာလည်းရင်း assassin ဖောင်ပြီးသွားပြီဆိုတော့ဆိုရာရဲ့ ultimate တွေကတော့နောက်နှစ်ဖက်လုံးမှာတော့မရှိတော့ဘူးဒါမှမဟုတ်အဲ့ကူတော့အရင်မကြောက်ဘူးလို့နှစ်ကောင်လုံးတော့ပြန်ခိုးလို့ရတယ်ခဏ စပယ်မာညာလေးပဲနည်းနည်းလေးပြန်ဆောက်အောင်လားပေါ့နော်ကျွန်တော်လော့ဒန်ညင်နေပြီဗျ YG ကနော်ဒီဘက်မှာလော့တွေပါတော့စပြီးတော့ပြင်ခေါ်ထုတ်ထားနေမှာမဟန်နည်းနည်းလေးတော့လှုပ်ချင်နေတဲ့ Gloria ဘက်ဝေးဗတ်တယ်လေးပြေးဆိုင်ခြင်းနဲ့နေတာတခုကနေဒီဘက်မှာကီပွိုင်းမာပြီးထားနေမှာကလောက်ပြစ်ချက်တွေလီယိုမောမြင်းခေါ်ထားတာရလိုက်ပြီတိုင်းစပယ်တောင်းပြီးသွားပြီစိတ်လေးပဲထားဆောက်လိုက်တော့လော့ dance ဆိုရာတန်ဖောင် Skyfall မပါလာဘူး AOG လွဲသွားပြီတော့တိုင်းတော့ပြန်ကျုံးလို့ရတယ်အဲ့မှာ Fanny K ပဲ Long Dispersion Rotation ခိုင်းပြီးတော့တေးမလို့ပဲ Cloud Blending ကျူရဆိုဟန်ဂျာညံသွားနေတာတော့မတေးသွားပြီမယ်ရင်အကောင်းမှုဆုံးဖမ်းလိုက်နေတာတော့ Skyline တော့မထိတ်အောင်မှာရပြီDouble K ဗျာ Hero K နှစ်ကောင်တောင်ဆိုမဲ့ဂျန်ကလာမရှိဘူးကွာလောလို့မရဘူးလောလို့မရဘူး အော်လောလို့မရဘူးဟန်ဂျာညက်သွားတာသူဝင်ပိုင်းတာတော့ target တော့မှန်တယ်ဆိုပေမဲ့တစ်ဖက်က Kyrie ကိုအရင်ဘက်ကပေးနေတဲ့အနေထားဆိုတော့ဟန်တော့ပေးလိုက်ရတယ်ဗျာပြဿနာတော့မရှိသေးဘူးเนาะ2 for 1လောက်ပဲတော့ကျင်းထားရတယ်ဆိုပေမဲ့เนาะအမှန်တော့ဟန်သာမတည်သွားလို့ရှိရင်ဒီလောကကျွန်တော်တို့လောဖြစ်သွားပြီ ဟုတ်ပါကဲခုလဲဒါကျွန်တော်ဟန်ပြန်ထွက်မဲ့တိုင်ပင်လေးကိုနော်ကျွန်တော်နည်းနည်းလေးစောင့်ပြီးတော့ပဲလော်လေးပါလေးဖိုးချနေရလားတော့မသိပေမဲ့ stick နေနေရောဒီဘက်မှာလော်လေးပါလေးတော့တောက်လျှောက်လှုပ်ထားနေမှာလက်ပြီးတကောင်ကောင်းပြေးခောက်လက်ပြီးတကောင်ရင်တက်လိုက်မလားဆိုတာဘိုင်းမရှိတော့ဘူး4 with the fight အနေထားတစ်ခုတော့အခွင့်ကောင်းသုံးချပြီးကျွန်တော်တို့ရဲ့ YG ရန်ကုန် Galacticos မြန်မာသေးအနေနဲ့တော့ဒီလော်လေးကိုတော့နော်လုံးမဲ့အနေထားမျိုးလို့ရှိရင်4ယောက်5ယောက်အားတော့တိုင်အင်အားသားနေတာ တတိထားပါဆောက်တတိထား ဖာစာ Sans ပါဆောက်တတိထား ဒီဘက်ကခြုံလေးထဲမှာရှိတယ် Feather Ezra ဒီဘာတွေပေးလော်လေးတော့4ချိုင်နေတာတော့ဘေးနားနေ retreat တိတိကျကျပေါက်သွားနေပဲ first law တော့ကျွန်တော်မြန်မာအသင်းသိမ့်ပိုက်ခဲ့နေပဲ key point မသေးခြင်းလို့ပြေးဝိုင်းနေတာတခုမှဆိုပေမဲ့လည်းနောက်မှာတော့ရအောင်တော့ရင်းလိုက်တက်ထားသေးတယ် Hero K တကောင်များလော့တလော့ညီကိုအတန်ကြီးအရန်တန်တော့ လက်လော်လေးရလိုက်တဲ့အပြင်မှာကတော့ချလေးပါစေရသွားတဲ့နောက်မှာတော့မြန်မာအသင်း YG အနေနဲ့တော့လေလန်းမစ်တာဝါသလုံးမှာရိုက်ခွဲပေးနေပြီပဲဖြစ်ပါတယ်စတစ်item 3ခွက်စောစီးပဲရလာနေပဲနောက်မှာတော့ဝင်းုံနေချပါညာထပ်လို့ဆိုစကိုင်လာအနေနဲ့တော့ဘဝတော်တော်ဆိုးနေတာသူဒီမွန်တာတွေဘာတွေတော့မထည့်နိုင်ဘူးဝင်းုံနေချတစ်ခါလေးတန်းထည့်ထားရတဲ့နေသားဆိုတော့ဒီကရီချီယာဒမ်မစ်ကတော့အဲ့လောက်ကြီးတော့ကြောက်စရာတော့မလိုသေးဘူးဗျရလာတဲ့လော်လေးနဲ့သူအပြင်က second tower လေးတွေမေဂါ tower လေးတွေတွေးလျှော့တာမျိုးတွေလုပ်လို့ရမယ်နောက်ဝက်ဒီတက်ပို့ပြီးဖြတ်ထားလိုက်နိုင်တော့အကောင်းဆုံးပဲတစ်ဖက်က energy ဖြစ်နေတာဆိုတော့လေအမားလို့တော့မရဘူး day 1မှာတွေက onic ကအဲ့လိုအမားတွေကိုတုံးချပြီးကမ်းဘက်ခဲ့တဲ့အသင်းဆိုတော့ကျွန်တော်တို့ 1G အမားအတက်နိုင်ဆုံးအ ਨੇ ဆုံးနဲ့တော့
ဆော့ပြမှာတော့ရမယ်ဗျ ။ရာဒီဘက်မှာလည်း Final S Strike တွေပဲရှောင်းစော်ထိုင်းနေမှာရင်းပြေးဝင်နေနေတော့ဒီမှာ Final Game ကတ်တရုံလေးနဲ့ပိုင်းမှုလို့ကြိုးစားမြင်တားကပျောက်သွားတဲ့ hand နေနဲ့တော့ပြန်ပတ်လာသေးတယ်။အေးကြောင်းပဲ ဖိတ်ရှော့ဖိတ်ရှော့ ။ရာစိတ်လေးပါလေးရှော့အောင်ပါဗောနော်။ဆိုတော့ blank 30ချက်တွေကိုကျွန်တော်နားထောင်တာတော်တော်လေးကောင်းနေတာဗောနော်။ဆိုတော့ဒီဘက်မှာလည်းအဓိကတော့အဲ့လိုမျိုးဒါကြီးခုနဟိုဘတ်တယ်မှာငါတို့တာဝါတယ်ဆိုတာအဲ့လက်ပီတကောင်ရင်ရှောသွားလို့ဒီလားအဲ့လိုအင်အားမမျှတဲ့အချိန်မှာထုသွား နောက်နေတာ ဟုတ်ပါတန်ဖောင်2 man Skyfall မပါလာဘူးအဲ့ဒါကိုရှောင်နေတာလို့တိုင်ငါတို့ဘက်ကကောင် ဟုတ် တွေက တယ် ခေါင်းတွေပါပြန်ခောက်တယ်ဖန်နီနဲ့အပေါ်လမ်းမှာဖျာခင်းနေတယ်ရတဲ့တိုင်လိုချင်တာမဲကာပဲတိုင်မင်းကမဘယ်လန်းရရအဆင်ပြေတယ်ဟေးဟေးဟေးဟူးဟူးဟူး ရာအေးစေးတန်သွားပြီfirst floor တန်သွားပြီမေဂါ2လမ်းနီးပါးလောက်ကိုရလိုက်တာအပေါ်လမ်းမှာလည်းတော်တော်သွေးနေွားလို့အောက်လမ်းမှာလည်းမေဂါ1လမ်းတော်တော်ကြီးသွေးနေနေတဲ့အနေထားဆိုတော့ဒါကျွန်တော် YG တော့ကတော့ဒီ law ကတော့တော်တော်ကြီးအဖိုးတန်ခဲ့တဲ့ law လို့ပဲပြောရမယ်ဗျာ တိုင်ငါတို့ စိုက်လင်းနေရမှာနော် BGD လို့မဖြစ်ဖို့ပဲเนาะအဲ့မလဲ Kyrie ကောင်းခေါက်ခံရတယ် Blessing ကျူတယ် Dispatching Rotation Damage ကလောက်နဲ့မြည်နေတယ် Kyrie တန်းပြတ်သွားနေပြီတို့ကနှက်ကောင်တော့ Skylar တကောင်မှထပ်တင်မယ်ဆိုရင်တော့တန်းအဲ့လိုရောက်အောင်မှာအဲ့နေဟာ Skylar မသေးပါဘူးဆိုပေမဲ့လည်းတစ်ဖက်မှာလက်ပီလေးတကောင်တော့ Fanny Cable လေးတွေဆွဲပြီးတော့ရအောင်ဖြတ်ချဝိုင်းတယ် Step ပါပြစ်ချဝိုင်းနေတာတခုမှတို့က3ကောင်မြန်မာအသင်းပိုင်ဆိုင်ခဲ့ရင်းနဲ့ပဲ Mega 3လမ်းလုံးမှာရရှိတော့မှာပဲဖြစ်ပါတယ်အလေလမ်းမှာနောက်ထပ် Mega တစ်လမ်းတော့ Cree လေးနဲ့ထပ်ဖို့လုံနေနဲ့နောက် Chris သရုံးနေပါပြေးရိုင်မလား Cree တွေဝင်လာနေပြီတန်းမလားတိုက်တို့တန်းမလား Cloud တန်းနေပြီ Cree တွေပါရောနည်းနည်းလေးတော့ပြန်တော့စောင့်နေရတယ်ဆိုပေမဲ့ Skylar တကောင်မှာတန်းသွားနေပြီကြီး YG ကျွန်တော်ရဲ့မြန်မာအသင်းအနိုင်ရရှိခဲ့ပြီဗျာ